လက်ချေးပဲတောက်လိုက်တော့နောက်ထပ်အရက်ကိုစာလုံးတွေဒီလုံးလေးရောAmerican breakfast က sunny side အမေကတော့တတိယအောင်လက်ချေးပဲတောက်လိုက်တော့ပြန်ပါကျေးဇူးပါကောင်းတယ်တော့ရအခင်းပါမလေးလေးချဲပဲချဲပဲကိုအစားတော့ရမယ်ဆိုအတန်းအဲ့လိုလေးဖြစ်သွားအဲ့တော့မဟုတ်ဖတ်တော့ချက်တာလားဖတ်တယ်ဟမ်နော်အသားလိုက်အလုံးလိုက်တယ်โอเคမှာရတာနော်